အဲ့တော့ကျွန်တော်ဒါက fixed positive IC body regulator ကိုစပြီးဆွေးနွေးတဲ့အခါဆိုရင်ခွန်8305ဆိုတဲ့နံပါတ်ကိုကျွန်တော်တွေ့ရအောင်ဒီမှာကျွန်တော်တို့မြင်လာတဲ့အတိုင်းပေါ့နော်စောစောကျွန်တော်ဒါလေးကျွန်တော်ပြလိုက်မယ်နော်အဲ့ဒါခွန်8305ဒါကျွန်တော်အင်တာနက်ကနေတော့ရှာလို့ရတယ်ကျွန်တော်မိတ်ဆွေတွေနံပါတ်တစ်ခုခုမသိဘူးဆိုဘာမှစဉ်းစားမနေနဲ့ Google မှာတော့ရှာ Google မှာတော့ရှာ7805ဆိုပြီးတော့နံပါတ်တစ်ခုဒီမှာဆိုရင်ကျွန်တော်တို့နံပါတ်ကိုနမူနာကြည့်လိုက်မယ်နော် LV ဒါ L ခွန်8 CV အဲ့ဒါကိုရိုက်ထည့်ကြည့်လိုက်အောက်ခရပြလိမ့်မယ်ကျွန်တော်သိကျင်တာ IC L 88 CV ကျွန်တော်နမူနာရိုက်ပြမယ်နော် L 88 CV ဘာပြမလဲကိုကြည့်ရမယ်နော် L 88 CV ကျွန်တော်မသိဘူးဆိုပါဘူးနော်ဒါကတော့ကျွန်တော်သိတဲ့ IC မို့လို့ထားလိုက် L 88 CV ရိုက်ကြည့်လိုက်မယ်အဲ့ဒါခေါက်ကြည့်ဘာပြမလဲလို့ကြည့်လိုက်